chicken laser ပါတယ်ကျွန်တော်ရဲ့တိတ်ချစ်ပြိတ္တမှာခင်ဗျာကျွန်တော်စာစုတေးရှင်ဂီတာဖေဝင်မှာဒီနေ့ကျွန်တော်ရဲ့တိတ်ချစ်ပြိတ္တများကိုကျွန်တော်ရဲ့တိတ်တချင်းလေးတွေကိုကျွန်တော်တင်ပြပြောပြခြင်းပါတယ်အခုတခါမျက်နှာရွေးမိပြပါလေအချစ်ဆိုချင်းလေးပြောပြခြင်းပါတကူရွေးပြပါကျွန်တော်တို့စာရေးဆရာတွေဂီတစာစုတွေကခံစားတတ်တယ်နမိတ်ပူချတတ်တယ်နော်အကြောင်းအရာတစ်ခုတွေ့ရင်တချင်းရေးဆရာတွေဖြစ်လာတယ်ကျွန်တော်ချစ်တယ်တားချစ်တဲ့ချစ်သူနော်ဘယ်မှာသွားတွေ့လဲဆိုတော့စိတ်ကြီးစိမ့်မိပွိုက်မိပွိုက်စိမ့်နေချိန်မှာကိုလာပြင်စစ်ဘက်ကလူတွေကလည်းဒီစိတ်ကြီးစိဘက်ကိုကူတယ်ကျွန်တော်စိတ်ကြီးစိဘက်ကနေပြီးတော့လာပြင်စစ်ဘက်ကိုကူတယ်ဒီအလေတဲ့တယ်မှာသွားပြီးတော့လူတွေထားတယ်မှာရင်ဆိုင်သွားတိုးတယ်သူအရင်ကလည်းပူတယ်ရှောင်လို့မရဘူးလူတွေအများတာကျွန်တော်တချင်မောကြည့်ခဏကြည့်ပြီးမျက်လုံးလေးတွေပြီးတော့မျက်နှာကြီးလွှဲသွားတယ်လွှဲပြီးမချာနဲ့လှည့်တက်သွားတယ်ဘယ်ရမယ်ကြတာပဲချက်ချင်းရေးပလိုက်တယ်မျက်နှာလွှဲမပြပါနဲ့ချစ်ချက်ချင်းရေးပတာလာကြည့်ကြည့်ရဲ့လှိုင်းလေးရဲ့ရံကြည့်ကြည့်တဲ့လေးကလေးရဲ့ချီကြည့်စဲတဲ့သမီးမူလေးရဲ့မျိုးပြမိုးနဲ့အခြေကလေးရဲ့အတိတ်တန်ပြန်လဲဆန်းစင်တဲ့အလွန်မြင့်ကြီးလေမြေမုံယုံနာရှိနေချင်ပါတယ်ရှိမတူတယောက်တစ်ပါးတမီကွာချမ်းမဲ့ယေရှုလောက်စရာဝေဒနာများနဲ့နေပူအောင်မှာကြည်ရထားတဲ့လူရဲ့မောင်မျက်နှာကိုမကြည့်မြင်လောက်အောင်စိတ်နာစရာအထောက်ထားဘာများရှိခဲ့ပါလဲကွယ်ကဲယူစုအခြေမမျှလို့အမှန်အကျူမနေရပေမဲ့ရန်သူတွေမှမဟုတ်ဖဲမျက်နှာကျွမ်းမဖြစ်ပါနဲ့အချင်းကွယ်တွေ့မြင်နေတဲ့အလွမ်းရှင်ထဲမှာဆန်းချနေတယ်နွမ်းရနေတဲ့အချင်းအသေးမှနုံနေတယ်ဒီနေရကမုံနှလုံးသားထဲမှာယုံကန်နေတဲ့အချစ်ဂုံဆုံးသွားခဲ့တဲ့အချင်းဟာကောင်းကောင်းဆိုးဆိုးလွမ်းစရာမျိုးရဲ့ပါဘာဖြစ်လို့လဲလို့ဆိုတော့အတိတ်ဆိုတာနောက်တစ်ဖန်ပြန်ယူလို့ရတဲ့အရာမျိုးမှမဟုတ်ဘူးခဲပါလေအခမ်းမကြည့်တဲ့အသေးတွေနဲ့အတိတ်တွေထဲမှာစိတ်မပြေပွဲရှိရင်တောင်းမှမောင်ကတော့နောင်တနဲ့ဖြေတတ်နေတတ်ပါပြီကွယ်ဒါပေမဲ့အမှတ်မချင်းမမျှော်လင့်အလဲနဲ့ဒီတိုင်းဆုံတွေ့လိုက်ရတဲ့အခိုက်အတန့်မျိုးအချိန်လေးမှာတောင်းမှမောက်ဘောမခေါ်နှပြောနိုင်နှုတ်မဆက်နိုင်တော့တဲ့အချိန်မောင်မျက်နှာကိုမကြည့်ရင်လောက်အောင်စိတ်နာစရာအထောက်ထားဘာမှရှိတယ်လို့လဲကွယ်တကယ်တော့မောင်တို့ဘဝတွေကလေ ခံယူသူအချိန်မမျှကြလို့အမှန်တူမနေရပေမဲ့
ညံတွေမှဟုတ်ခဲကွယ်မျက်နှာခမ်းမိပြပါနဲ့ချစ်ရင်နော်မျက်နှာခမ်းမိပြပါနဲ့အခြေမတူတယောက်တစ်ပါးတမီကွာချမ်းယေရှုလောက်စရာဝေဒနာများနဲ့ညီပူအောင်မှာခြေရထားခဲ့သူရဲ့မောင်မျက်နှာကိုမကြည့်ရင်လောက်အောင်စိတ်နာပြအထောက်ထားဘာများရှိခဲ့ပါသလဲကွယ်အခြေမမျှလို့အမှန်အတူတူမနေရပေမဲ့ရဲ့လူတွေမဟုတ်ပဲညနာဆွဲမကြည့်ပါနဲ့အချစ်ကွယ်သွေးမြည်နေတဲ့အလွန်ညနေမှဆန်းချနေတယ်နွမ်းနေရနေတဲ့အချစ်အသေး